သေးလွယ်သူကိုလေးစားငယ်သူကိုတနာရမှာဟောဒီလူမြေကပါလာရင်နှချောင်းငယ်လူဖြစ်လာအတ္တဆွဲနဲ့တပုတ်တဲ့သမားဟာနွားနဲ့မချသူလီမွေးစိတ်ယုံမှာသစ္စာတရားဆိုတာသူတို့အသက်နှလုံးမှာလုံးလုံးစိတ်သုံးငါစိတ်တွေပုံလို့နေတာအိုးအသိလူသားငမိုက်အားခဏတာရလာဘဝမှာလူနဲ့တူအောင်နေ